န်သူနေမင်းထဲမှာပိတ်မိနေတဲ့လေသူရဲတရုတ်ကိုကယ်ဖို့သွားရင်ကယ်တင်မဲ့အမေရိကန်လက်ရွေးစင်ကွန်မန်ဒိုတေဟာရချလိုပါအီရန်လက်ထဲမှာအဖမ်းခံရတော့မဲ့အခြေအနေကိုရောက်သွားလေရင်တင်ဘာလို့မလဲအမေရိကန်စစ်သမိုင်းမှာအစွန့်စားဆုံးလို့ခေါ်ရမယ်ဒီစစ်စင်ရေးဟာဒေါ်လာတန်း400ကျော်ကုန်ကျခဲ့တယ်လို့စက္ကန့်ပိုင်းလေးအသေးမှလည်းအကြီးအကျယ်ကျဆုံးတော့မလို့ဖြစ်ခဲ့ရပါတယ်ငယ်တိတ်မွေးပေါက်တယ်ဆိုတာဒါမျိုးလားအီရန်နိုင်ငံအတွင်းပိုင်းမီတာ2000ကျော်မြင့်တဲ့တောင်ကျောပေါ်မှာဘာတွေဖြစ်ခဲ့တာလဲဆိုတာဒီနေ့တင်ဆက်ပေးသွားမှာပါဇလန်းကဒီလိုပါအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့်အမေရိကန်ရဲ့ F-15E Strike Eagle တိုက်လေယာဉ်ကျစင်းပြစ်ချခံလိုက်ရပါတယ်လေသူရဲနှစ်ယောက်လေထီးနီခုံထွက်ထည့်ကြပေမဲ့တယောက်ကတော့အီရန်တပ်တွေဝိုင်းထားတဲ့နေမြေထဲမှာကြံရစ်ခဲ့ပါတယ်ဒီလေသူရဲကိုအီရန်ကမြေလွှမ်းရှာနေချိန်မှာပဲအမေရိကန်က Operation တစ်ခုကိုအမြန်ဆုံးစတင်လိုက်ပါတယ်အမှောင်ထုကိုအကာအကွယ်ယူပြီး American Commando အဖွဲ့ဟာအီရန်နယ်စပ်ကနေတိတ်တဆိတ်ကြော်ဝင်လာခဲ့ပါတယ်။သူတို့ဟာမီတာ2000ကျော်မြင့်တဲ့တောင်ကျောတွေကိုခြေလင်တက်ပြီးပုံအောင်နေတဲ့လက်နက်ကျွမ်းကျင်သူလေလူရဲစီကိုအရောက်သွားနိုင်ခဲ့ပါတယ်။အစပိုင်းမှာတော့အရာအားနှုံးဟာစာအုပ်ထဲကအတိုင်းတိကျလို့နေတာပါ။ဒါပေမဲ့တနင်္ဂနွေနေ့အယွန်းမတက်ခင်အပြန်လန်းကတော့အရာအားလုံးကမောက်ကမဖြစ်ကုန်ပါပြီ။လေသူရဲကိုတင်ဆောင်လာတဲ့ MC-130 စစ်လေယာဉ်ကြီးနှစ်စင်းဟာစက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ပြန်တက်လို့မရတော့ပါဘူး။စဉ်းစားကြည့်ပါအီရန်နိုင်ငံရဲ့အထဲနှလုံးတီဟီရန်မြို့ရဲ့တောင်ဘက်ပိုင်းကအမေရိကန်လက်ရွေးစင်ကွန်မန်ဒိုအယောက်100ကျော်ဟာပိတ်မိနေပါပြီ။အချိန်မရွေးအီရန်တပ်တွေရောက်လာပြီးအစုလိုက်အပြုံလိုက်အဖမ်းခံနိုင်တယ်လို့အသက်ခံရနိုင်တဲ့အခြေအနေမှာအဲ့ဒီအချိန်မှာအမေရိကန်စစ်ရာရှိတယောက်ပြောခဲ့တဲ့စကားကတော့ဒါဟာငဲတိတ်မွေးပေါက်တဲ့အခိုက်အတန့်ပဲတဲ့ဒီတိုင်းနေရင်အကုန်လုံးအဖမ်းခံရတော့မယ်ဆိုတာတတ်မှုတွေသိလိုက်ပါတယ်။ဒါကြောင့်အန်ဒီရဲ့အလွန်များတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့ကွန်မန်ဒိုတွေကိုအတုပ်လိုက်ခွဲပြီးနောက်ထပ်လေယာဉ်တွေထက်လွှတ်ပြီးကဲဟိုးပါပဲ။အဲ့ဒီအချိန်မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကအမေရိကန်တွေဟာသူတို့ရဲ့အစင်းမြင့်နည်းပညာတွေရန်သူလက်ထဲမရောက်အောင်ပြန်မတက်နိုင်တဲ့ MC-130 လေယာဉ်ကြီးနှစ်စင်းနဲ့အတူဟယ်လီကော်ပတာ4စင်းကိုပါအဲ့ဒီနေရာထဲမှာကိုယ့်ဘာသာဖျက်ဆီးပစ်ခဲ့တာပါ။ဒေါ်လာတန်းပြောင်းများစွာတန်တဲ့စစ်လက်နက်တွေကိုတခါတည်းမီးရှို့ဖျက်ဆီးပစ်လိုက်တဲ့အထိအခြေအနေကတင်းမာခဲ့တာပါ။ဒီကဲဆယ်ရေးအောင်မြင်ဖို့တာ CIA ကလည်းနောက်ွယ်မှာအီရန်အစိုးရကိုမျက်စိလဲအောင်ကစားခဲ့ပါတယ်။လေသူရဲကိုကယ်ပြီးသွားပြီဆိုတဲ့သတင်းအမှားတွေလွှင့်တာ electronic စနစ်တွေကိုနှောင့်ယှက်တာတွေလုပ်ခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီအချိန်မှာအိမ်ပြတော်က Donald Trump ဟာဘာသာမှမထွက်ဘဲငြိမ်နေခဲ့တာပါ။သတင်းထောက်တွေကတော့ Trump တခုခုဖြစ်နေပြီလားလို့ထင်မှတ်ခဲ့ရတဲ့အထိပါ။ဒါပေမဲ့ mission ပြီးသွားတဲ့အခါမှာတော့ Trump ကဒါဟာ American သမိုင်းမှာအစွန့်စားဆုံးစစ်စင်ရေးပဲလို့ကြေညာပြီးအောင်ဝဲခံခဲ့ပါတယ်။ဒီစစ်စင်ရေးဟာလေသူရေးတယောက်ကိုကယ်ဖို့အတွက်ဒေါ်လာတန်း400ကျော်ကုန်ကြပါတယ်။လူတယောက်အတွက်ဒီလောက်အကွန်ခံရမလားလို့ဝေဖန်သူတွေရှိပေမဲ့ American စစ်တပ်ကတော့သူတို့ရဲ့တပ်ဖွဲ့ရင်တယောက်ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာပြသလိုက်တာပါ။ဒါပေမဲ့တစ်ဖက်မှာလည်းအီရန်ရဲ့လေကြောင်းရန်က American တိုက်လေယာဉ်တွေကိုထက်ခါပြစ်ချနိုင်နေတာဟာရှော့သွက်လို့မရတဲ့အချက်ပါ။မိဘကသားကိုတန်းနဲ့ချီအကုန်ခံတီးခဲ့တဲ့အခါဘေးကလူတွေဘာပြောအပိုးပါပဲ။ဒီစစ်ပွဲကြီးရဲ့အကျိုးဆက်ကိုတော့အီရန်ပြည်သူတွေပဲခံစားနေရပါ။ဒီစစ်စင်ရေးအပေါ်ပြည်သက်တို့ရောဘလို့မြင်လဲ။လေသူရဲတယောက်အတွက်ဒီလောက်ရင်းရနှက်လား။ comment မှာဝေရောက်ဆွေးနွေးပေးသွားပါအောင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာစစ်ရေးသတင်းတွေကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်